ပန်းမုံလာရွက်တွေကိုတော်တော်များများလွန့်ပစ်ကြတာတွေ့ပါတယ်။ဒါပေမဲ့စပယ်တို့တောင်မော်ဒေတာတွေကတော့ဒါလေးတွေကိုမလွန့်ပစ်ပဲနဲ့စပယ်တို့စားကြပါတယ်။ကဲဘယ်လိုလှုပ်စားဖြစ်လဲဆိုတာစပယ်ဘိုးတူသားရအောင်မျှဝေပေးပါမယ်ရှင်။ဒီလိုလှုပ်စားတာကိုစပယ်တို့ဘက်ကတော့စောပြီးစားတယ်လို့ခေါ်ပါတယ်။ကဲချက်ပုံချက်နည်းလေးကတော့စပယ်တို့ရေထည့်ပါမယ်။စားဟင်းချုံမုတ်ထည့်ပါမယ်။အချိုလေးကြိုက်တယ်ဆိုရင်တော့စပယ်တို့ထက်ညက်လုံးထည့်ယူပါမယ်။ပြီးပြီဆိုရင်အချင်သက်ဆိုရင်တော့ခန်းချင်နီးရှိရင်ခန်းချင်ထည့်လို့ရပါတယ်။စပယ်တို့တောင်မော်ဒေတာကတော့ဈေးတယ်တွေအရောက်ပေါက်နေတာဖြစ်တဲ့အတွက်စပယ်တို့ကမကြီးတီးသုံးတာပဲများပါတယ်။ဒီဗီဒီယိုမှာတော့စပယ်မကြီးတီးလေးနဲ့ပြသပေးမှာပဲဖြစ်ပါတယ်။စပယ်တို့တောင်ပေါ်မှာပြောနေတဲ့ဟင်းစောတယ်ဆိုတာကစပယ်တို့ကြိုက်တဲ့အသီးအရွက်ကလေးထည့်ပြီးစောလို့ရတယ်ပေါ့နော်။စပယ်အခုဘာတွေထည့်ထားလဲဆိုတော့အာလူထည့်ပါမယ်။ခဏတုန်းကပန်းမုံလာအရွက်တွေစပယ်ထည့်ပါတယ်။ပြီးရင်ဂေါ်ဖီထုတ်ကိုစပယ်တို့စိတ်ကြိုက်နေထားစိတ်ပြီးထည့်ပါမယ်။အာလူကိုတော့စပယ်တို့တောင်မော်ဒေတာကရေပြောင်စအောင်ဆေးပြီးအခွန်လုံးဝမခွာပါဘူးအခွန်အပါစိတ်ပြီးတော့စပယ်တို့စောတာပဲဖြစ်ပါတယ်ပြီးမှစပယ်တို့ဟင်းချက်သွားတဲ့ခါမှာပဲထမင်းဝိုင်းမှာမိမိစိတ်တိုင်းချအာလူခွန်ကိုခွာပြီးတော့စားကြတဲ့ပုံစံလေးပဲချက်ကြတာပဲစပယ်ကြုံပူပါတယ်ဒါလေးကတော့ရေတွေပုတ်ပတ်စုပြီးတော့အရွက်ကလေးတွေနှွမ်းနေတဲ့အနေထားလေးပါဒီအနေထားလေးကမရသေးပါဘူးเนาะစပယ်တို့ဘယ်လောက်ထိချက်ရမလဲဆိုရေခမ်းသွားတဲ့ထိချက်ပါမယ်အရွက်ကလေးတွေနှွမ်းပြီးအယောင်လေးတွေပြောင်းသွားပြီးဆိုမှစပယ်တို့စားလို့ရတာပါအရေကြိုက်တယ်ဆိုရင်တော့အရေလေးနည်းနည်းဖြည့်ပြီးတော့အရေတောက်လေးနဲ့စားကြတာလည်းရှိပါတယ်ဘယ်အနေထားလဲဆိုရင်စားရမလဲဆိုတော့စပယ်ပြပေးပါမယ်ကဲသူ့အယောင်စင်းလေးတွေကဒီလိုလေးရဲသွားပြီဆိုရင်တော့စားလို့ရပါပြီရှင်ဒီလိုရဲအောင်စပယ်တို့တောင်ပေါ်ဒေသမှာဗာလေးတွေလောက်ကြလဲဆိုတော့အိုးလေးကတ်သွားအောင်စပယ်တို့အရင်ချက်ယူပါတယ်အိုးလေးကတ်သွားပြီဆိုရင်တော့စပယ်တို့ရေလေးအနှဲငယ်ပြန်ထည့်လိုက်ပါတယ်အဲ့အရေလေးနဲ့စပယ်တို့ဟင်းရွက်တွေကိုအထက်အောက်မှွေလိုက်လို့ရှိရင်ဒီအယောင်ရဲရဲလေးတွေကစပယ်တို့ရလာပါမယ်ဖြစ်ပါတယ်ထောင်းကိုတော့စပယ်တို့ခန်းချင်ဒီထောင်းနဲ့သွဲဖက်ပြီးစားပါတယ်ခန်းချင်ဒီကိုစပယ်တို့အရင်ပြုတ်ယူပါမယ်ပြီးငှုတ်သီးစိမ့်ထည့်မယ်ကြက်တွန်နီထည့်မယ်နနံပင်ထည့်ပြီးတော့ခဏပြုတ်ထားတဲ့ခန်းချင်ဒီလေးကိုထောင်းပြီးတော့စားတာပဲဖြစ်ပါတယ်အာလူကိုတော့စပယ်တို့တမင်တက်တက်အခွန်မခွာဘဲနဲ့စပယ်တို့ချက်တာပါအခုလိုထမင်းဝိုင်းရောက်မှာပဲစပယ်တို့အခွန်ခွာပြီးတော့စားကြတာပဲဖြစ်ပါတယ်စပယ်လိုတောင်ပေါ်ဒေသမှာနေဖူးပြီးတော့ပလောင်လူမျိုးလဲဖြစ်မယ်ဆိုရင်တော့ဒီဟင်းချက်နီးချက်မျိုးနဲ့ကတော့စိမ့်မယ်မထင်ပါဘူးဒီချက်နီးလေးကိုပလောင်လူမျိုးလို့ကတော့ half gang လို့ခေါ်ပါတယ် half gang လို့လည်းခေါ်ကြတယ်လို့သူ gang လို့လည်းခေါ်ပါတယ်